နေပါပြီဟုတ်တယ်တွေ့တာကဲကိုကတော့ဇီနာကူချောင်းနဲ့ဂျိတ်ချောင်းနဲ့တွေ့ပါပြီဖြစ်ပါတယ်နော်ကဲဇီနာကူချောင်းနဲ့ဂျိတ်ချောင်းနဲ့တွေ့ပြီလို့နော်ချောင်းကတော့ဒီဝဲနိုင်လို့ရှိရင်တော့သူကတော့ 3k ရပြီနော်ကဲဇီနာကူကတော့ level 4ပေါ်တော့မယ်အေးဘာလို့မလဲရောက် level 4ပေါ်နေပြီနော်ထိုင်းကမဟုတ်ဘူးပြရတယ်โอเคပါထိုင်းကမဟုတ်ဘူးဆိုလည်းစောက်လို့ရတယ်နော်မြန်မာသားပါဆိုရင်တော့ဘိုင်းကောင်းပဲဗျာနော်ကဲပြန်လာပြီးပြီတဲ့โอเคပါဟဲ့ရှောင်းနေမင်းသေးလိမ့်မယ်ဟုတ်တယ်ရအောင်ဟေးမင်းသွားရှိုးလို့မရဘူးနော်သေးပြီအဲ့ဒါတစ်ခွက်တော့ရှိတယ်နော်အဲ့တစ်ခွက်တော့ရှိတယ်ဟုတ်တယ်ပလေကိုင်းနောက်ပြန်ကန်လာရောဟေးတာဝါလေးရောက်နေတော့ဝင်မကန်တော့တာဝါလေးရောက်နေဝင်မကန်တော့ဟုတ်တယ်ဘုံပြလေးစားနေတောင်စားကသူပုံနေတာဟုတ်တယ်2k ရပါပြီနော်ဂျိတ်ချောင်းက2k ရသွားပြီဂျိတ်ချောင်းရဲ့ကွက်တွေလှနေဟာဒီနေ့ကတော့ကဲအိုက်ဒန်တွေပါရတော့အေးဘာလို့မအဲ့ဒီရှိတယ်ဟိုကောင်မှာကဲဇီနာကူ 3k ရပေးလိုက်ရပြီကဲဂျိတ်ချောင်းကတော့အဲ့ဒီပြန်ပေါ်နေပါပြီဟုတ်တယ်တွေ့တာဇီနာကူ 1k ပြန်ရရှိသွားပြီနော်ကြောခုံမလားကြောပြီးကံမလားဟုတ်တယ်မေးပါကောင်းလဲငါပါကောင်းလဲမေးအေးမသေးဘူးကောင်းလိုက်တာနော်ကောင်းတယ်ကဲအဲ့ဒီပေါ်ပြီဖြတ်ကန်နေဒီရောင်ကြီးဇီနာကူကျန်းလာကွာရောင်ကြီးကဲဇီနာကူကတော့နောက်ထပ်ကိန်းနဲ့ကောင်ပြန်ရရှိပြီတာဝါပဲသူချိုးမှာလိုက်တော့ကဲချေးချောင်းလာရှုံးပြီပဲရောင်ကြီးညဆိုတော့ play ကားပြီးသွားပြန်ပြီတာဝါဟုတ်တယ်မကန်လာကောင်းတယ်ဒီနှကောင်ဘက်ကြည့်လို့ကောင်းတယ်တော့ပြောဒီနှကောင်ဘက်ကြည့်လို့ကောင်းတယ်ဟုတ်တယ်ရောင်ကြီးရှောင်းလာဒိန်းနိုင်ရတော့နော်ဒီနာကူပဲဘကောတာဝါပဲသွားချူတာဟောအေးတာဝါလိုက်ကန်လို့ကောင်းလိုက်တာအမေသေးပြောင်းကြီးကောင်းလိုက်တဲ့ဒီနာကူလေးပါလို့နော်တာဝါသွားချူတာဝါကူကိုပြတင်နော်ကဲဒါသာဝင်ကြလိုက်တော့ထိုင်းနေမယ်လေဒါသာဝင်ကြလိုက်ကျွန်တော် ID follow ပေးလိုက်မယ်ဟာရောက်ပြီဂျိတ်ချောင်းရိုက်သွားတာလို့နော်ဒီကောင်ဂျိတ်ချောင်းရိုက်သွားတာကောင်းတယ်